အားလုံးပဲမင်္ဂလာပါရှင်အခုတော့ထိုင်းဟင်းကွက်ကိုချက်တာလေးကိုပြောပြပေးမယ်ပေါ့နော်ဒါကတော့ဖစ်ကဲလို့ခေါ်တယ်ဒီဖစ်ကဲကကြတော့သူကဆက်တယ်ပေါ့နော်သူကအနည်းငယ်ဆက်တယ်နောက်ပြီးတော့သူကမရုပ်တီအဖက်လိုက်တွေနည်းနည်းပါတယ်နောက်ဒီမှာသူကြိတ်ထားတာပေါ့နော်တခြားအမွှေးနှမ်းတာတွေလည်းသူထည့်ထားတယ်နော်အဲ့လိုမျိုးထည့်ထားတဲ့ဟာကိုဒဲအိုးလေးထဲမှာစီလေးနည်းနည်းလေးထည့်တော့ဒီဖစ်ကဲကိုအနည်းငယ်ပဲထည့်ရတယ်အများကြီးမထည့်အောင်သူကဆက်တယ်ထဲပါတယ်နော်နည်းနည်းပူတယ်လို့ဆက်တယ်လို့အဲ့လိုမျိုးမိုးတောင်ပါတယ်ထင်တယ်ရောထားတာအေးအဲ့ဒါလေးကိုစီခဏလေးတက်ပြီးလို့ရှင်ဝတ်သားကြက်သားဘဲသားစသဖြင့်ကိုကြိုက်တဲ့အသားကိုထည့်ကိုကြိုက်တဲ့အသားကိုဒဲဦးတဲ့ထည့်ပြီးတော့မှမွေလိုက်ပေါ့နော်မွေပြီးတော့ကြက်အောင်လုံးလိုက်ပေါ့ကွယ်လုံးလိုက်တဲ့အခါမှာရုပ်တီးနဲ့ဒီအသားတွေနဲ့တွေ့ပြီးတော့မှဂျိုးတူးချင်တယ်လို့ဖြစ်တဲ့ဆိုရင်ရေနဲ့ငယ်ထည့်ပြီးလို့ရှင်နောက်ပိုင်းကျအရသာထည့်ရတာကြပါထည့်လဲဆိုတော့ကြက်သားမုတ်ထည့်တယ်တကြားထည့်တယ်နောက်ပြီးတော့ဗာထည့်သေးလဲဟိုစားငံပြိုင်ထည့်တယ်ပေါ့နော်ကိုရတဲ့မောကိုကြိုက်တယ်လို့ထည့်ပြီးလို့ရှင်ဒီအသားကျက်သွားပြီအသားကျက်သွားလို့ရှိလို့ရှင်ရေလေးနည်းငယ်ထည့်ရတယ်နော်အဲ့ဒါမှသူမတူးမှာပေါ့နော်ရတဲ့မောတွေထည့်ပွားလို့ရှင်ကျက်သွားပြီဆိုလို့ရှင်မြက်ပြုတ်ပြီးသားထည့်တချို့ကမြက်အစိမ်းသုံးတာလည်းရှိတယ်နော်မြက်အစိမ်းတော့နည်းနည်းလေးခါရလိပါလေဖြစ်တတ်တယ်အဲ့ဒါကြောင့်တော့အကျက်သုံးတာပုတ်ပြီးကောင်းတယ်အကျက်ကိုသုံးပြီးလို့ရှိလို့ရှင်ဒီမှာမြက်ထည့်တယ်နော်မြက်တရားကြနည်းနည်းမာတယ်ဒါကြောင့်မြက်အရင်ထည့်ပြီးတော့မှမြက်လေးနည်းနည်းလေးအဆင်ပြေသွားပြီဆိုလို့ရှင်အဲ့ဒီမှာဂေါ်ဘီထဲအမှဟိုတခွားသီးတွေပဲထဲအမှကိုထဲခြင်းနဲ့အသီးတွေထဲပေါ့နော်ဒီမှာမူလေးကကြတော့ရှိတာတွေထဲတယ်ဒီမှာဘူးသီးထဲတယ်အရွက်တွေပေါ့နော်ကိုကြိုက်တာထဲတယ်ဒီမှာခဲလော့တွေထဲတယ်အဲ့ဒါထဲပါလို့ရှင်ချကနေပြီးမှလားရေထဲရတယ်နော်ရေထဲပြီးတော့သူ့မမြုပ်တမြုပ်မြုပ်လေးပေါ့နော်မြုပ်လေးထဲပြီးတော့မှနည်းနည်းလေးခန်းသွားပြီဆိုလို့ရှင်ဘူးသီးတွေလည်းမနူးခင်မှာဒီဟာလေးထည့်တယ်ဒီကဒါကဘာလဲဆိုတော့စေကုန်းရွက်ရနောက်ပြီးတော့စူးပုတ်ရွက်ပေါ့နော်စေကုန်းရွက်ရစူးပုတ်ရွက်ဒီမှာစူးပုတ်ရွက်မူလက်တအားကြိုက်တယ်စူးပုတ်ရွက်နဲ့စင်ကိုရွက်တအားကြိုက်တယ်ဒီဟင်းထဲမှာဆိုလေအဟင်းမကြချက်ပြတ်တယ်အဲ့ဒါလေးကိုခြာကနေကြမှာထဲလိုက်ပြီးတော့ခဏလေးဟိုလဲဒီဘက်လဲတာနဲ့မီးပိတ်လိုက်ပြီးတာနဲ့โอเคသွားပြီเนาะဒါလေးကတော့ကွက်ကိုချက်ပြီးတော့ကွက်ကိုကြိုက်တယ်ဟင်းလေးပေါ့နော်သူကထီမီကွေးလောက်မယ်ဆိုလို့ရှိရင်နည်းနည်းလေးငုပ်တီအဆက်ပို့ထည့်လို့ရတယ်ကြက်သွန်ဟိုပါပေါ့ဖစ်ဟိုလေငုပ်တီအစိမ်းဖစ်မိုးတောင်လိုမျိုးဟာလေအေးအဲ့လိုမျိုးထည့်ရင်လည်းရတယ်နော်ပြီးတော့ကိုကြိုက်တယ်လို့ကိုချက်ပေါ့နော်ကိုချက်ကိုဟင်းမယ်ဒါကြတော့ငံပြရီထဲမှာဆိုရင်တော့အမအဲ့ဒီဖစ်ကျဲဦးလို့ခေါ်တယ်နော်ဖစ်ကျဲဦးကကြတော့အဲ့ဒီမိုးတောင်လိုမျိုးငုပ်တီစိမ်းဆက်တယ်နော်အဲ့လေးထည့်တယ်ဗာထည့်လဲဆိုတော့အဲ့ဒီဗာလဲငရုတ်တီအဲ့ဒီငရုတ်တီစိမ်းထည့်တယ်ငံပြိုင်ထည့်တယ်နောက်ပြီးတော့ဟိုကညှက်ချတယ်ကွယ်မနာတမညာဒီညှက်ချတယ်အဲ့လိုမျိုးလေးပဲဖြစ်ပါတယ်ဓမ္မကြသူတို့ကကျတော့အငံအနေနဲ့ဆိုအဲ့ဒါသူတို့သုံးတာနော်မူလေးကလည်းကြိုက်တယ်တိလားဒါလေးပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်